Hello ဒီဗီဒီယိုလေးမှာတော့ယွန်ကကိုယ့်ရဲ့စင်တဲ့ကာလာကိုအသုံးပြုပြီးတော့မိတ်ကပ်လေးပြင်ပြထားပါတယ်။ကိုယ့်ရဲ့စင်တဲ့ကာလာ Mute Autumn နဲ့ Light Spring ပေါ့နော်။အဲ့ဒါမှာယွန်က Light Spring ကာလာလေးကိုအသုံးပြုပြီးတော့ယွန်ကပြင်တော့မှာပေါ့နော်။နောက်ဆုံးယွန်တို့ primer လေးမယ်ပေါ့နော်။ primer ကိုယွန်တို့ကဒီချွေးပေါက်ကျဲရဲ့နားတွေပေါ့နော်။ဒီက silicone primer သုံးနေရဖြစ်တော့ကြောင့်မလို့ယွန်ကဒီချွေးပေါက်ကျဲရဲ့နားတွေကိုအဓိက foundation ကိုယွန်ကဒီနေ့တင့်တက် moisturizer ပဲသုံးထားရပေါ့နော်။ရောတသက်မောက်ချာစာသုံးပြီဆိုလို့ရှိရင်လက်နဲ့လေးရတာပို့ပြီးတော့မှတပေါ်ကြရပေါ့နော်ဒီ brush တွေ spoon တွေလေးနဲ့ထက်ကိုဒီလက်နဲ့လေးနဲ့ခါမှာသူကပြောရမယ်ဆို coverage ကလည်းပါတယ်ပေါ့နော်လုံးဝ light ပြတဲ့အတွက်ကြောင့်မလို့ you know ဒီ brush နဲ့လေးလို့ရှိရင်ဒီမျက်နှာမှာဘာမှတိတ်ပြီးတော့မှအရင်တားနဲ့ရောဝါလို့မခံစားရတဲ့အတွက်ကြောင့်မလို့ယုံကလက်နဲ့လိမ်ဖြစ်တယ်ဒီ Reflective ရဲ့တင်တဲ့ moisturizer ပေါ့နော်သူကcoverage ကlight coverage လောက်ထိရောရတယ်သူရဲ့ texture ကတော့နဲ့ဆူလေးရောနေရပေါ့နော် you know ဒီမတ်တိုက်ဖြစ်တဲ့လူကြိုက်တဲ့လူဆိုလို့ရှိရင်တော့ you know powder ကိုအပေါ်ကနေမတ်တိုက်ဖြစ်တဲ့ powder ထည့်သုံးမှာပဲအဆင်ပြေမယ် you know ဒီနေ့ဒီ view ထဲမှာအဲ့လိုသုံးပြ finishing ကတော့သူက neutral finishing ပေါ့နော်ပြီးသွားရင်တော့ you know ဒီမျက်ကွင်း area လေးပေါ့နော်ဒီ dark circle လေးကို you know concealer သုံးလိုက်မယ်ပေါ့နော်concealer မှာ you know ဒီ color correct ပါဟာတခါရဲရောထားပြီးရတာတုံးလိုက်တာဖြစ်တဲ့ကြောင့်မို့လို့ယွန်း color correct step တော့အလုံးမပါတော့ပြီးပါရင်တော့ယွန်းဒီနှာခေါင်းကြားပေါ့နော် smile line area လေးကိုလည်းယွန်းက highlight လုပ်လိုက်မယ်ဘာလို့ဆိုတော့အဲ့နာလေးကခြိုက်ရင်အခါမှာယွန်းတို့အရင်မသိသားစေချင်လို့ရှိရင်ယွန်းတို့ highlight လုပ်လို့ရရပေါ့နော်အဲ့တော့ယွန်းအဲ့နာလေးကို concealer နဲ့ highlight လုပ်လိုက်ပြီးပါရင်တော့ယွန်းက powder ကိုပေါ့နော် press powder သုံးလိုက်တယ် Bobbi Brown ရဲ့ press powder လေးပေါ့နော်သူကတော့ neutral finishing ပဲဒါပေမဲ့ယွန်းကဒီ powder puff နဲ့မြင်များလေးယူပြီးတော့မှသုံးတာဖြစ်တဲ့ကြောင့်မို့လို့ဒီယွန်းရဲ့လင်းပြထားတဲ့စမှာဆိုတော့ matte finish လိုမျိုးပေါ်နေရပေါ့နော်ပြီးရင်တော့ယွန်း eyebrow ကိုတော့ပခဲတဲ့အနေနဲ့ပဲဆွဲလိုက်ပါတယ် nose contour တော့ယွန်းရဲ့ favorite Judy Doll က contour palette လေးနဲ့ယွန်းသုံးပြထားပါတယ် nose contour ချတဲ့အခါမှာယွန်းကမျက်ခုံးဝင်ကနေစပြီးတော့မှတန်းပြီးမချဲဘူးပေါ့နော်ဒီမျက်ခုံးဝင် out area ဒီ crease နဲ့တခါရဲcrease ကနေပဲစချဲပေါ့နော်မျက်ခုံးမွေးကနေမဟုတ်ပဲねအဲ့အမှာyou know မျက်နှာခေါင်းလေးရပေါ့နော်အဲ့ crease နှစ်ခုကြားထဲမှာကြဲကြဲလေးကြံ့နေမှာပေါ့နော်မျက်ခုံးမွေးနဲ့တန်းဆွဲလိုက်ပြီဆိုလို့ရှိရင်you know အချောင်းလိုက်ပုံစံမျိုးဖြစ်တတ်တယ်ဆိုရော crease ကနေပဲစပြီးတော့ nose control လုပ်တယ်ပေါ့နော်အဲ့တခု remind လုပ်ချင်တာလေးอ่ะပေါ့နော်you know နှာခေါင်းမှာဆိုလို့ရှိရင်တော့you know bronzer သုံးတာကိုရှောင်ပြီးပေါ့နော်ဟုတ်လို့ရှိရင်နှာခေါင်းကလည်းအဲ့လိုညူကြီးဖြစ်နေတတ်ပေါ့နော် you know browser နဲ့ contour မတူဘူးပေါ့နော်တုံးရတဲ့အနေအရာတွေကလေပြီးရင်တော့ယွန်း highlight ကို matte တိုက်လေးတုံးထားပါတယ် eyeshadow မချေခင်မှာမျက်လုံးကိုလည်းယွန်း contour လေးတုံးပြီးတော့မှ shade လေးဖော်လိုက်ပါမယ် eyeshadow တော့ယွန်း monochrome color 3ရောင်ကိုတုံးတော့မယ်ပေါ့နော်ပထမဆုံး first color ကိုယွန်း eye area အပြည့်ကိုခြေလိုက်ပါမယ်အခါမှာလည်းယွန်းတို့အကွက်လိုက်ချင်းဖြစ်နေအောင်လို့ you know blending လုပ်ပြရမယ်ပေါ့နော် color တင်ပြရနဲ့ you know blending လေးလုပ်မယ် second color တော့ယွန်းက crease မှာခြေလိုက်ပါမယ် second color ခြေအခါမှာလည်း you know first color နဲ့ second color ကြားမှာကွက်မနေအောင်လို့ you know blending လုပ်ရမယ်ပေါ့နော်ပြီးတော့ယွန်းအောက်က lower lash line နဲ့ connect ဖြစ်အောင်လို့ယွန်းအောက်ကိုပါခြေလိုက်မယ်ပေါ့နော်အပေါ်ကခြေခဲ့နေအောင်ကိုပြီးသွားရင်တော့ယွန်းနောက်ဆုံးပေါ့နော် dark color ကိုတော့ယွန်းကဒီ eyelid ထဲမှာပဲခြေမယ်ပေါ့နော်ပြီးသွားရင်တော့မျက်လုံးအနောက်ထောင်နေမှာပေါ့နော် dimension လေးပေါ်လာအောင်လို့ယွန်းက dark color လေးကိုထည့်လိုက်တယ်ပြီးတော့ယွန်းကမျက်လုံးကိုပေါ့နော် shape စပေါ်မှာတော့ချမို့လို့ယွန်းကဒီအညူရောင်နဲ့ပေါ့နော်ဒီမျက်လုံးအောက်လေးကိုပိုလိုချင်တဲ့ shape တွေရအောင်ဖော်လိုက်တယ်dark color နဲ့ကိုပဲယွန်း accuracy လေးဆွဲရပေါ့နော် accuracy ဆွဲတဲ့အခါမှာယွန်းတို့သုံးရမယ့် brush ကထူးမဖြစ်ရဘူးပေါ့နော်ဆွဲလိုက်မယ်ဆိုလို့ရှိရင်line တစ် line မဲ့ထွက်မဲ့ brush ပုံစံမျိုးပပလေးနဲ့ပဲယူလို့ဆွဲရမယ်ပေါ့နော်ပပသေးသေးလေးနဲ့ဆွဲမှသူကline ကလို့အထွေးမဖြစ်တော့ပဲနဲ့သူညံတဲ့သူလေးဖြစ်နေမယ်ပေါ့နော်ပြီးရင်တော့ concealer brush လေးနဲ့ you know clean လိုက်မယ်ပေါ့နော်အောက်နာပြန်နေတဲ့နားလေးတွေကိုပြီးရင်တော့ A-tag color သုံးပြီးတော့မှပဲဟိုဒီမျက်လုံးအရှိတောင်လေးမှာပါနည်းနည်းလေးရှည်ရဲ့ပုံစံမျိုးလေးဖြစ်အောင်လို့ you know ထုတ်လိုက်တယ်ပေါ့နော်နာအရှိ inner corner ထည့်ခဲ့တယ်လို့မျိုးအနောက်ဘက်ပေါ့နော် outer corner လည်း you ကနည်းနည်းရှည်လေးမျက်လုံးလေးနည်းနည်းရှည်လေးဖြစ်အောင်လို့အနောက်ကို dark color လေးနည်းနည်းထုတ်လိုက်တယ်ပေါ့နော်ပြီးရင်တော့ eyeliner တော့ you ကဒီ wing လေးထုတ်ပြီးတော့မှဆွဲလိုက်မယ်ပေါ့နော်
အဲ့တော့ခဏအဲ့ယူဆဆွဲခဲ့တဲ့ဟာပို့ပြီးတော့နည်းနည်းလေးထင်းချင်တဲ့အတွက်ကြောင့်မို့လို့ယွန်းမျက်ခုံမွေးဆွဲရဲ့ခဲရလေးနဲ့ပြန်ပြီးတော့နည်းနည်းအရာလိုက်ပေးလိုက်တယ်ပေါ့နော်ပြီးသွားရင်တော့ယွန်းတို့ highlight pencil သုံးမယ်အဲ့ဒါကိုကယွန်းတို့ဘယ်နှသုံးရလဲဆိုရင်ဒီပေါ့နော်အလိုက lash line မှာခြေထားတဲ့ eye shadow နဲ့အောက်က accusate line shadow ထည့်ထားတဲ့နှစ်ခုကြားထဲမှာခြေရမှာပေါ့နော်ပြီးတော့ inner corner လေးကို highlight ထည့်လိုက်ပါမယ်ပြီးရင်တော့မျက်တောင်တူကပ်ဖို့အတွက်ယွန်းကမျက်တောင်အရင်ကောလိုက်မယ်ပေါ့နော်မျက်တောင်လေးတော့ယွန်းဒီနေ့ 4C eyelash လေးယူထားပါတယ်ပြီးရင်တော့ယွန်းအောင်မျက်တောင်အတူလေးကိုတစ်ချောင်းချင်းစီလိုင်းနဲ့လိုက်ဆွဲလိုက်ပါမယ်အားညူလည်းယွန်းက soft spring color ရဲ့ရောပဲယူထားပါတယ်နှိချဲလို့ရှိရင်ယွန်းကဘယ်တော့မှတရောင်လည်းမချဲဘူးပေါ့နော်နှစ်ရောင်မြင်းနဲ့ရောပြီးချဲတယ်control shade နဲ့ expanding shade လောက်တော့ရောပြီးချဲပေါ့နော်ဒီလို control shade နဲ့ expanding မဟုတ်ဘူးဆိုတော့expanding နဲ့ neutral shade တော့ရောပြီးတော့မှချဲပေါ့နော်နော်ယွန်း highlight လေးလိုက်ပြီးတော့ထည့်လိုက်မယ်ပေါ့နော် highlight ကိုဒီတစ်ခါယွန်းက shimmer highlight လေးသုံးလိုက်တယ်ပေါ့နော်နောက်ပြီးတော့နှာခမ်းညီမဆိုခင်မှာလည်းနှာခမ်းကို shape လေးဖော်မယ်ပေါ့နော်အဲတော့ယွန်းကလည်း control color လေးဖြစ်မယ်နဲ့ type ဖြစ်တဲ့ color လေးနဲ့နှာခမ်းသားဘေးပေါင်လေးကိုယွန်းလိုက်ပြီးတော့မှခြေလိုက်တယ်ပြီးတော့မှတို့နှာခမ်းညီချဲပေါ့နော်နှာခမ်းညီလေးယွန်းက shape နှစ်ခုရောပြီးတော့မှဆိုရဲပေါ့နော်အားလုံးပဲဒီဗီဒီယိုလေးကိုချန်နေတကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဒီလိုဗီဒီယိုလေးသင်ပေးဖို့ရှိရမို့လို့ညီစေချင်တဲ့ pick up လုပ်လို့ရှိရင် comment မှာမင်္ဂလာရပါတယ်ရှင်